Hello အားလုံးမင်္ဂလာပါရှင်။ဒါကတော့မိသားစုနဲ့တူချောင်းတောက်ခီးထွက်ခဲ့ရပဲဖြစ်ပါတယ်။ကားကတော့ရန်ကုန်ကနေ6နာရီလောက်ထွက်ပါတယ်။ဒါပေမဲ့3နာရီကြာထားရပါတယ်။ဒါကတော့ကျန်ရဲ့တူမလေးပေါ့နော်။သူနဲ့တူသွားကြရထိုင်တာပါချစ်စရာလေး။နေ့လယ်7နှစ်လောက်ကြာချောင်းတောက်ရောက်တယ်ပေါ့နော်။ဒါကတော့နောက်တနေ့မနက် breakfast သွားစားရလေးပါ။ breakfast စားတဲ့နေရာနဲ့ hotel နဲ့ဝေးတော့သူတို့ကားလေးနဲ့လာခေါ်ပေးပါတယ်။ကားပေါ်ကကြည့်ရတဲ့ view ကတော်တော်လေးကိုမိုက်တာကြည့်အောင်သူတို့ဟိုတယ်ရှိကူးကန်ပေါ့နော်သူတို့ဟိုတယ်မှာပေါ့နော်ကလေးကန်နဲ့လူကြီးကန်ဆိုပြီးတော့ရှိရယ်ကလေးကန်ကကြတော့ဟိုတရားအနောက်ဖက်ထိအကျယ်ကြီးရှိရယ်ပေါ့နော်ကလေးကန်ထဲမှာတူရီတူမတွေအပြည့်ပဲလူကြီးကန်ကတော့ဒီလိုမျိုးလေးပဲရှိရဒါကတော့ကြံကြံကူးတော့အမရိုက်ပေးထားတာပါတူလေးကိုလည်းရှိကူးတင်ပေးခဲ့ပါသေးရဲ့ဒါကတော့ကမ်းခြေမှာတူလေး2ယောက်နဲ့ရိုက်ထားတဲ့ပုံပါဒါကတော့နေဝင်ချိန်လေးကမ်းစပ်မှာရေဆော့ကြတာလေးပါဒါကတော့ကမ်းနားမှာရောင်းနေတဲ့ဝင်ကစော့လေးတွေကိုဝယ်ပြီးတော့လှုပ်ပေးတာပါဒါကတော့သူတို့ဟိုတယ်မှာမွေးထားတဲ့အလှငါးကန်လေးပေါ့နော်ငငယ်ရကြည့်ဘူးတဲ့နီမိုငါးလေးအောင်ဒီထဲမှာရှိရယ်ဒါကတော့နောက်တနေ့ညနေခင်းလှိုင်းစီးရပဲဖြစ်ပါတယ်အနောက်ကစမ်းစမ်းနဲ့ဆိုတော့တော်တော်လေးကိုလှတာလိုက်စီးပြီးတော့နေမဝင်ခင်လေးအမြန်တပုံရွက်လိုက်ပါသေးရဲ့နောက်တစ်နေ့ကျတော့ချောင်းသားရဲ့စီးဖို့တွေကို try ကြည့်ကြပါတယ်စားကောင်းလို့လမ်းမထောင်နေတော့အဖွဲဒါကတော့မိသားစုတပုံလေးပါဒါကတော့ကျန်ကျန်အဖေနဲ့အမေပေါ့နော်သူတို့ကအစင်တိုလေးနဲ့ဒါကတော့ကြောက်သေးပဲများထားတဲ့ပုံတွေပါတော်တော်လေးလှတယ်အဲ့နာကလေးလေးရိုက်ပေးရပါတော့သူတို့မဟုတ်ဖို့ပေးပြီးရိုက်ခိုင်းတာဒါကတော့မပြန်ခင်လေးအဲ့နာမှာရှိရယ်ဖျားနာကကြောက်ဆောင်နာမှာရိုက်ထားတာပါသူမလေးနဲ့လည်းကန်းစားမှာစပိန်စီးခဲ့ပါသေးရဲ့ဒါနဲ့အဲ့စပိန်ကနင်းရတော်တော်ခတ်တယ်ခယူလက်ကောက်လေးလည်းတွေးလို့ဝယ်ခဲ့ပါသေးရဲ့ကျန်းဆုံးပြပါပြီရှင်အားလုံးပဲဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ် Stay safe